Hello ဒေါ်လာလူပါအဲ့ဒီတော့ပထမဆုံးအနေနဲ့ကချင်စကားတစ်ပေးချင်ပါတယ်သမင်းစားပြီးပြီလားကိုရှရှားငုတ်ဆိုင်ဤလို့ပြောပါတယ်သမင်းစားပြီးပြီလားရှရှားငုတ်ဆိုင်ဤရှရှားငုတ်ဆိုင်ဆိုတာကသမင်းစားပြီးပြီအဲ့ဒါပြောချင်တာသမင်းစားပြီးပြီလားဆိုရင်ရှရှားငုတ်ဆိုင်ဤတလုံးထည့်လိုက်တယ်သမင်းစားပြီးပြီဆိုရင်ဤကိုပြန်ဖြုတ်လိုက်ရှရှားငုတ်ဆိုင်အဲ့ဆိုပြီးသွားပြီနောက်တစ်ခုฉันกำช้าไอဆိုသမင်းမစားချင်ဘူးฉันกำช้าไอသမင်းမစားချင်ဘူးအဲ့တော့ရှရှားငုတ်ဆိုင်ဤရှရှားငုတ်ဆိုင်ฉันกำช้าไอအဲ့လိုပြောလို့ရတယ်သမင်းစားပြီးပြီလားဆိုရင်ရှရှားငုတ်ဆိုင်ဤသမင်းစားပြီးပြီဆိုရင်ရှရှားငုတ်ဆိုင်သမင်းမစားချင်ဘူးဆိုရင်ฉันกำช้าไอအဲ့ဒါလိုပြောလို့ရပါတယ်